ကျွန်တော်ဒီနေ့တော့ပီဇာလည်းအရင်စားချင်နေတယ်ကီလိုရီအရင်များသွားမှလည်းစိုးရင်တာကြောင့် Test ဆိုတဲ့ဆိုင်က online ပီဇာလေးမှာစားခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Ibrahim ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ Test ဆိုတဲ့ပီဇာဆိုင်ကပီဇာလေးမှာစားခဲ့တဲ့ပြင်ပီဇာမှာတော့ကျွန်တော်တို့၃မျိုးရှိတယ်ခင်ဗျာ9လက်မရဲ့17လက်မရဲ့13လက်မရဲ့ဆိုပြီးရှိပါတယ်ဒီဆိုင်ကသဘောကျတဲ့ချက်ကတော့သူက low calorie ဖြစ်တဲ့ chocolate တို့တခြားစီတွေမသုံးတာပဲနဲ့တန်လွင်စီ only သာသုံးထားပေးတယ်။ဆုံး low calorie ဖြစ်အောင်ကိုပါတယ်ဆိုရင်တော့နည်းနည်းလေးပဲထည့်ခိုင်းထားပါတယ်ခင်ဗျ။ sauce ဆိုလို့ရှိရင်2မျိုးပါတယ် tomato ရဲ့ chili ရဲ့ကျွန်တော်တို့ tomato sauce ကိုပို့သဘောကျပါတယ်ခင်ဗျ။ topping နေကတော့ကျွန်တော်ရိုးရှိမဲ့ chicken နဲ့ mushroom တို့ပဲအဓိကထားပြီးမှာခဲ့တဲ့ပြင် vegetable တချို့ထည့်ထားပါတယ်။ Bismillah, wala, barakatuh. အရသာပိုင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မစိုးလို့ပြောလို့ရတယ်လို့ cheese မပါတာမို့လို့အစားတော့အနေငယ်ခက်ခဲပါတယ်။ချက်ကတော့ကျွန်တော်တို့ပါမုတ်သားပေါ်မှာအသားတွေအသီးရွက်တွေ vegetable တွေနဲ့ cheese နည်းနည်းလေးနဲ့ topping လုပ်ထားတဲ့သဘောမျိုးပဲဖြစ်ပါတယ်။စားမယ်ဆိုရင်တော့ပိုအဆင်ပြေနေမှာလေခင်ဗျာကျွန်တော်မနက်ကမှပဲညမှစားတဲ့သဘောမျိုးဖြစ်ခဲ့ပါတယ်။ဒီအနေနဲ့ဆိုလို့ရှိရင်ပါမုတ်သားလေးကိုအနေငယ်နှုတ်ညံ့ပြီးတော့ဘေးသားအနေငယ်သေးလိုက်မယ်ဆိုလို့ကျွန်တော်ပိုမိုက်တဲ့အနေထားလို့ပြောလို့ရပါတယ်။တိုးဆောင်ငယ်တဲ့ဆိုင်လေးကတော့စမ်းကြောင်းက tax ဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။